ခေါ်ခရူခုခရောမနေ့ရောက်ကြတယ်မြန်လိုက်တော့ကွာဒါနဲ့ဒီနေ့ကဘာနေ့ပါလဲဟာဒီနေ့ကတနင်္ဂနွေနေ့ပဲကွာဟာငါဒီနေ့ငါတငယ်ချင်းနေနဲ့ဘောလုံးကန်ဖို့ချိန်တာလေဘယ်နှနိုင်ထိုးတော်ကြီးလဲဟာ9နိုင်တောင်ထိုးတော်ကြီးကွာနောက်ကျနေပြီကွာခုချက်လောက်ဆိုငါတငယ်ချင်းနဲ့ငါ့ကိုစောင့်နေတော့ပြီကွာမဖြစ်ဘူးအမြန်ဆုံးရေမိုးချိုးပြီးတော့အမြန်ဆုံးငါတငယ်ချင်းနဲ့စီကိုသွားရမယ်ကွာခုချက်လောက်ဆိုရင်ငါတငယ်ချင်းနဲ့ငါ့ကိုစောင့်နေတော့ပြီโอเคအရင်ဆုံးငါဘောလုံးကန်မသွားခင်ကြောလျှော့ရမယ်ကွာကြောမလျှော့ပဲနဲ့ဘောလုံးကန်မယ်ဆိုရင်ငါရဲ့ခန္ဓာကိုယ်တစ်ခုလုံးကြိုက်ခဲပြီးတော့နာကျင်သွားနိုင်မယ်အဲ့ဒီတော့ဘောလုံးမကန်ခင်အကြောလျှော့မှာကိုဖြစ်မယ်ကွာကြောမလေးဗျအမလေးသူတွေတောင်ချောင်းနေပြီဟေးမောလိုက်ကြကွာဘောလုံးမကန်ကြားနေပြီဆိုတော့နည်းနည်းလေးခြေထောက်တွေတောင်ညောင်းကြိုင်နေပြီကွာကြောကြည့်လိုက်ပါအောင်ကွာဒါငါနေတဲ့ရက်ကွက်တဲ့စုပ်ပြတ်တက်နေရပဲကွာဒီမှာကြည့်လိုက်ပါဦးဒါငါနေတဲ့အိမ်နဲ့ကွာကြည့်လိုက်ပါဦးတရောင်းစားတောင်မှငါနေတဲ့အိမ်ထက်တော့ပို့ပြီးတော့အစင်းမြင့်လောက်တယ်ကွာငါနေတဲ့အိမ်ကလည်းစုပ်ပြတ်တက်နေရပဲကွာမဖြစ်ပါဘူးကွာငါဒီလိုမျိုးနေရာမှာငါတစ်လုံးတော့မနေသွားချင်ဘူးအဲ့တော့ငါရဲ့အိမ်မက်အတိုင်းပဲငါကဘာကျော်ဘောလုံးသမားကြီးတယောက်ဖြစ်အောင်ကြိုးစားမယ်တကယ်လို့ဒါငါကဘာကျော်ဘောလုံးသမားကြီးဖြစ်ခဲ့မယ်ဆိုရင်ငါအတွက်ငါမန်ရှင်အိမ်အကြီးဝယ်မယ်နောက်ပြီးအမိုင်စာဖော်ရီကားရေလမိုကနီကားဝယ်စီးမယ်ကွာအဲ့တော့ငါဖြစ်ချင်တဲ့အိမ်မက်ဒီလက်တွေ့အကောင့်ထဲပေါ်နိုင်အောင်ငါကြိုးစားမယ်ကွာ alright တော်တော်လေးကိုမောသွားပြီကြောရှော့လို့ပြီးသွားပြီဆိုတော့ခုချိန်လောက်ဆိုငါတငယ်ချင်းတွေငါ့ကိုစောင့်နေလောက်ပြီကွာနောက်တောင်ကြာနေပြီကွာအဲ့တော့တငယ်ချင်းတွေနဲ့တွားပြီးဘောလုံးကန်တွားကြဆိုကွာ let's go တတဘောကန်မယ်တတဘောကန်မယ်တတကြောင်းသွားမယ်မဟုတ်တော့တတဘောကန်မယ်တတဘောကန်မယ်တတဘောကန်မယ်တငယ်ချင်းတွေနဲ့တွားပြီးတော့တတဘောကန်မယ်ကဲဒီနေ့ကအရင်စိတ်လှုပ်ရှားနေကွာဘာလို့လဲဆိုတော့ဒီနေ့ကငင်းတငယ်ချင်းတွေနဲ့ဘောလုံးကန်ရမှာဆိုတော့လေတငယ်ချင်းတွေနဲ့မတွေ့ရကြဘူးဆိုတော့တငယ်ချင်းတွေနဲ့တွေ့ဖို့အတွက်ကအရင်စိတ်လှုပ်ရှားနေပြီကွာဟောရှင်းမတွေ့ပြီဟာကောင်းနေရောက်နေပြီတင်တယ်ကွာဒီမှာစပိန်တွေအများကြီးပဲဟုတ်လားတဲ့တငယ်ချင်းတွေရောက်နေပြီဟုတ်တယ်ဟောမှာတငယ်ချင်းတွေရောက်နေပြီယိုတာကြီးတို့ဟာမင်းတို့ကောင်တွေရောက်တာစောလိုက်လားကွာဖျောက်နေမှာမင်းဘာလို့နောက်ကျနေရလဲကွာတငယ်ချင်းကလည်းကွာငါရဲ့စပိန်ဘိန်းပေါက်နေတော့ပါကွာမင်းအဲ့လိုပဲအမြဲတမ်းမင်းနောက်ကျတယ်ဆိုမင်းစပိန်ပဲလွှဲချတယ်မင်းကအမြဲတမ်းမင်းရဲ့စပိန်ကလည်းနော်အမြဲတမ်းဘိန်းပေါက်နေရကြည့်အေးဟုတ်တယ်ကွာဘာဖြစ်ကွာတငယ်ချင်းတို့ရေခုလိုမျိုးငါတို့ငယ်တငယ်ချင်းတွေပြန်ဆုံတွေ့ခွင့်ရတဲ့အတွက်ငါတကယ်ပဲဝမ်းသာရကွာမင်းတို့ကောင်တွေငါဒီလိုမျိုးတွေ့လိမ့်မယ်လို့တခါမှမမျှော်မှန်းထားဘူးကွာကြည့်လိုက်ပါကွာမင်းတို့ကောင်တွေမတွေ့ရကြလို့ဒါမှမသိဘူးမင်းတို့ကောင်တွေတော်တော်လေးကိုယုံဆိုးလာပြီနော်ဘာရောက်နေမှာမင်းငါတို့ပဲပြောနေမင်းအောင်မင်းပုံစံမင်းကြည့်ပါအောင်ကွာစုပ်ပြတ်တက်နေရပဲအေးပါကွာဟုတ်တာပေါ့ကွာငါဒီလိုမျိုးဘောအိမ်မှာမနေချင်ဘူးကွာအမှန်တိုင်းပြောရမယ်ဆိုရင်တော့ငါပုံ